ဥပါရန်အမောင်နှင့်တောင်းတခြင်းအပိုင်းနှင့်ညောင်ပင်သာကျောင်းတိုက်၏မြင့်ဦးရန်သည်ယခင်ကထက်ပိုမိုအေးဆက်လာသည်လေပြင်းများတိုက်ခတ်သည့်အခါတိုင်းတစ်သားတိုင်ဟောင်းများကကျွေဟုညီဟဲနေခြင်းမှာတစုံတစ်ယောက်ကနာကျင်စွာညီးတွားနေတကယ်သို့ပင်ရွာသူရွာသားများမှာနေဝင်မိုးချုပ်သည်နှင့်ကျောင်းဝင်းသားသို့မကက်ရဲကြတော့ဘဲအိမ်တကားများကိုလုံအောင်ပိတ်ကာအိပ်ဆက်ကြရသည်ဦးတေဇောဤရောက်ရှိလာခြင်းဆရာတော်ဦးသူဇာဒပြန်လွန်တော်မူပြီး3လအကြာတွင်ကျောင်းထိုင်မဲ့နေသောညောင်ပင်သာကျောင်းသို့အနီးနားရွာမှဦးတေဇောအမည်ရှိသောတက်တော်40ခန့်ရှိသည့်ဦးပဇင်းတစ်ပါးရောက်ရှိလာသည်ဦးတေဇောသည်တရားဘာဝနာကိုစ조사အားထုတ်သူဖြစ်ပြီးတဘာဝလုံးဖြစ်ရများကိုကြောက်လန့်လေးမရှိသူဖြစ်သည်ဦးပဇင်းဒီကျောင်းကဆရာတော်ကြီးကအရန်ဆွဲလန်းတာညဘက်ဆိုရင်ကျောင်းပေါ်မှာလမ်းလျှောက်နေတာကိုအမြဲတွေ့ရတယ်တတိထားပါဖေဟာဟုရွာလူကြီးဦးဘတန်းကတတိပေးရှာသည်ဦးတေဇောကအေးဆေးစွာပင်ပြုံး၍တကားကြီးအဆွဲလန်းဆိုတာတန်တရားရဲ့အစပဲဆရာတော်ကြီးကသူ့ကျောင်းကိုသူချစ်လို့နေနေတာပါငါရှင်တို့လည်းမကြောက်ကြပါနဲ့ဦးပဇင်းတရားဟောပြီးအမျှဝေပေးပါမယ်ဟုမိန့်ကြားခဲ့သည်ပထမဆုံးညဤ6ချားပွဲရာဦးတေဇောကျောင်းပေါ်သို့တက်လာသည့်ပထမဆုံးညမိုးကတဲတဲမဲမဲရွာသွန်းနေသည်ဦးတေဇောသည်ကျောင်းဦးအာယုံခံတွင်ဖျောင်းတိုင်တိုင်ထွန်း၍တရားထိုင်နေစဉ်ရုတ်တရက်အခန်းတွင်အပူချိန်ကထိုးကျသွားသည်ဖက်ခြေတံတစ်ခုကဦးတေဇောဤအနောက်နားတွင်ရက်တန့်သွားသည်ထို့နောက်အလွန်အေးဆက်သောလေထုတစ်ခုကဦးတေဇောဤပခုံးပေါ်သို့ဖိကျလာသည်ဦးတေဇောသည်မျက်လုံးကိုမှိတ်ထားဆဲဖြစ်တော်လဲစိတ်အာရုံထဲတွင်မြင်နေရသည်တင်ငန်းညွညိုကိုဝိယုံထားပြီးခါကုန်းကုန်းမျက်လုံးအိမ်ကြီးများကျင်းမြောင်းနေသောဆရာတော်အိုကြီးတစ်ပါးသည်သူ့ကိုဒေါသတကြီးစိုက်ကြည့်နေသည်ဒါငါကြောင့်မင်းပါလာလောက်တာလဲထိုအတန်သည်နားထဲသို့ဝင်လာခြင်းမဟုတ်ပဲစိတ်ထဲသို့ဓာတ်ရိုက်ရောက်လာခြင်းဖြစ်သည်ဦးတေဇောသည်မတုံမလှုပ်ပဲမေတ္တာပို့ရင်းဆရာတော်ဘောကကူးသွားပါပြီဒီเจ้าကအခုတော့အများပိုင်တန်ကြီးကเจ้าဖြစ်နေပါပြီဆရာတော်ရဲ့အစွဲတွေကိုလွှတ်လိုက်ပါတော့ဟုစိတ်ထဲမှတုံ့ပြန်လိုက်သည်ချက်ချင်းပင်ဖျားစင်ပေါ်မှပန်းအိုးကြီးသည်အเจ้าမဲ့မြေပြင်ပေါ်သို့ကျကွဲသွားသည်ဖျောင်းတိုင်မီမှလည်းပြာခနဲငိမ့်သွားပြီးတเจ้าလုံးမှောင်အတိကျသွားလေသည်အတိတ်မှပြိုးဝဲချက်နောက်တစ်နေ့တွင်ဦးတေဇောသည်ကျောင်းရှိကိုရင်လေးများကိုမေးမြန်းကြည့်ရာဆရာတော်ဦးသူဇာတသည်ကျောင်းဆောက်စဉ်ကအလွန်ပင်ပန်းခဲ့ကြောင်းသိရသည်အထူးသဖြင့်ကျောင်း၏ပင်မတိုင်လုံးကြီးများကိုတောထဲသို့ကိုယ်တိုင်သွား၍ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဆရာတော်ကြီးကဒီတိုင်လုံးကြီးတွေကိုနေ့တိုင်းဖုံတုပ်တဲ့ဥပဇင်းဘသူကိုမှလီပို့တိုက်တာမလုပ်ခိုင်းဘူးသူကိုယ်တိုင်ပဲလုပ်တာဟုကိုရင်လေးကပြောပြသည်ထိုနေ့ညနေတွင်ဦးတေဇောသည်ထူးဆန်းသောအရာတစ်ခုကိုတွေးလိုက်ရသည်ကျောင်း၏အနောက်ဘက်ကျမ်းပြင်အောက်တွင်ဆရာတော်ကြီးအသုံးဆောင်အဟောင်းများကိုထည့်ထားသောတစ်တာအိုကြီးတစ်လုံးရှိနေသည်ထိုတစ်တာထဲတွင်ဆရာတော်ကြီးရေးမှတ်ထားသောမှတ်တမ်းစာအုပ်ဟောင်းတစ်ခုပါရှိသည့်စာအုပ်ထဲတွင်ဤသို့ရေးထားသည်1340ပြည့်နှစ်ကျောင်းဆောက်ဖို့ပတ်စံမလောက်လို့ငါရဲ့မိဘလက်ထက်ကအမွေရခဲ့တဲ့ရွှေတင်ကားတွေကိုဒီကျောင်းတိုင်အောက်မှာမြုပ်ပြီးတစ္ဆာဆိုခဲ့တယ်ဒီကျောင်းကြီးတည်မြဲတဲ့၍ငါလည်းဒီမှာပဲရှိနေမယ်ဦးတေဇောနားလည်သွားသည်ဆရာတော်သည်ကျောင်းကိုချစ်ချင်းတက်တက်မဟုတ်ပဲကျောင်းနှင့်အတူသူ၏ဘဝသူ၏ဂုဏ်သိက္ခာနှင့်သူ၏အသက်သွေးချွေးများကိုပါထာဝရမြုပ်နှံထားခဲ့ခြင်းဖြစ်သည်ထိုတစ္ဆာသည်ပင်သူ့ကိုဘဝမကူးနိုင်အောင်ချီနှောင်ထားသောကြော့ကွင်းဖြစ်နေခဲ့သည်ထိတ်တိုက်ရင်ဆိုင်မှုညှင်းတဲ့တကောင်အချိန်တွင်ဦးတေဇောသည်မှတ်တမ်းတွင်ပါသောတိုင်လုံးကြီးနားသို့သွားလိုက်သည်ထိုနေရာတွင်ဆရာတော်ကြီး၏ဝိညာဉ်သည်တိုင်လုံးကြီးကိုဖတ်ထားရင်းငိုကြွေးနေသည်ကိုတွေးလိုက်ရသည်ဆရာတော်ဒီရွှေတွေဒီတိုင်တွေကဆရာတော်နဲ့အတူပါမသွားပါဘူးဆရာတော်ခံစားနေရတဲ့ဒီပြိတ္တာဘဝကလွတ်ချင်ရင်အစွဲကိုအမြန်ဆုံးဖြတ်ပါထိုအခါဆရာတော်၏ဝိညာဉ်သည်မျက်နှာပြည့်ရွှင်စွာဖြင့်လှည့်ကြည့်လာသည်သူ၏မျက်နှာသည်တဖြည်းဖြည်းကြောက်မက်ဖွယ်ကောင်းအောင်ပြောင်းလဲလာပြီးကျောင်းတိုက်ကြီးတစ်ခုလုံးတိမ့်တိတ်တုံအောင်တုန်ခါလာသည်မရဘူးငါမသွားနိုင်ဘူးဒါငါကျောင်းငါပိုင်ဆိုင်မှုဦးတေဇောသည်ပရိတ်တရားတော်များကိုရွတ်ဖတ်ရင်းမေတ္တာဓာတ်ကိုအစွမ်းကုန်လွှတ်လိုက်သည်သို့သောဆရာတော်၏အစွဲအလန်းသည်အလွန်ပင်ခိုင်မာလွန်းလာသည်ရုတ်တရက်ကျောင်းပေါ်မှတစ်သားချောင်းများမြေပြင်သို့ပြုတ်ကျလာပြီး
ဦးတေဇောဤခေါင်းပေါ်သို့ကျလာရန်တာဆူနေသည့်ဦးတေဇောသည်ဘေးသို့ရှောင်လိုက်ရတော့လဲဆရာတော်ဤဝိညာဉ်မှာပုံမူဒေါသကြီးလာပြီးကျောင်းအတွင်းရှိပစ္စည်းများကိုလိုက်လံရိုက်ခွဲတော့သည်ကိုရင်လေးများမှာကြောက်လန့်တကြားအောက်ထပ်သို့ပြေးဆင်းသွားကြသည်ဦးတေဇောသည်ဤအတိုင်းဆိုလျမြင်မဖြစ်တော့ဟုဆုံးဖြတ်ကာဆရာတော်ကြီးအားအမှန်တကယ်ကျွတ်လွတ်စေရန်အတွက်ပုံမူပြင်းထန်သောတရားစခန်းတစ်ခုကိုဖွင့်လှစ်ရန်စီစဉ်တော့သည်သို့သောဆရာတော်ဤဝိညာဉ်ကထို့သို့လှုပ်ခွင့်ပေးပါမလားအပိုင်း3တွင်ဆက်လက်နားဆင်ရန်